ကျမကတော့မအင်းကြီးမြတ်ခါမငင်းဖြစ်ပါတယ်ကျမရဲ့အသက်ကတော့34နှစ်ပါကျမကတော့ထမ်းမညောင်ကြီးရွာမှာနေထိုင်ပါတယ်ကျမရဲ့မိဘတွေကတော့ဦးကျော်သိန်းဖြစ်ပါတယ်ကျမကတော့ယခုလေးရှိကျောင်းသားတော်လှန်ရေးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေပါတယ်မနေ့ကကျမကတာဝန်ကကံပြည်ရွှေမျိုးကမှာတာဝန်ကြပါတယ်ရှင်တာဝန်ကြစီမှာမနေ့ရဲဘော်တွေနဲ့တွေ့ကျမရှိရဲ့စီကိုမြို့နယ်တာဝန်ခံဦးမြို့နယ်မှာလာရောက်ပြီးမှအလောက်ကိစ္စရှိရဲဆိုပြီးတကုန်းကိုလိုက်ခဲ့ပါဆိုပြီးလာခေါ်ပါတယ်ရှင်ရဲဘော်တွေအများကြီး12ယောက်လောက်နဲ့လာခေါ်ပါတယ်ရှင်လောက်ကိစ္စရှိရဲဆိုပြီးကျမလည်းလိုက်သွားခဲ့တယ်ပေါ့လိုက်သွားတဲ့အခါမှာရတကုန်းကိုမရောက်ပဲလမ်းမှာမိုးရိပ်မိတယ်မိုးရိပ်မိတော့ဦးကျွေးရကိုခဏနားကြတယ်ဦးကျွေးရကိုနားတဲ့ခါမှာမိုးကစတင်မပြတ်ရွာရဲ့ကဲစစ်သွားလို့စက်မပြေရနဲ့ဦးကျွေးရကပါဖဦးနှစ်စိန်အိမ်မှာကျမကိုအခန်းတစ်ခန်းစီစဉ်ပြီးမှဦးနှစ်စိန်အိမ်မှာပဲတဲကိုပြီးအိတ်ခိုင်းလိုက်ပါရဲ့စီဦးနှစ်စိန်အိမ်မှာကျမမိုးမိခါတဲ့နေ့စိတ်စာအိပ်ပေါ်သွားတဲ့အချိန်မှာအညာ7နာရီတိုးလောက်မှာမြို့နယ်တာဝန်ခံဦးယုံလွင်ခန်းထဲကိုဝင်လာပြီးမှကျမကိုအဲ့ဒါမဲ့သူကျင်ပါရဲ့ရှင်ကျမအော်ဝမ်းမယ်ဆိုလဲကျမရဲ့ဂုဏ်သိက္ခာကျမရှစ်တာကြောင့်တပ်ဖွဲ့ဝင်တွေသူတပ်ဖွဲ့ဝင်တွေမှာလည်းခန်းကိုစီနဲ့ရဲဘော်တွေကလည်း10ယောက်12ယောက်ပါခဲ့တာကြောင့်ကျမလည်းအတေးအန်ကြီးစိုးရင်ရမယ်ကျမအော်လန်မော်ခဲ့တဲ့နဲ့အင်ဂျင်လေးကိုလည်းခါတခုမှမပြောခဲ့ဘူးနဲ့ကျမဒီတိုင်းပဲတင်ညာလုံး2ကြိမ်3ကြိမ်ရင်ခံပြီးနေခဲ့ပါတယ်မနေ့ထားလင်းတဲ့ခါမှာကျမအလုပ်ကိစ္စရှိလားမရှိလားထပ်မံပြန်ပြီးမေးပြီးမှအလုပ်ကိစ္စမရှိဘူးလို့ထပ်ပြောပါရဲ့ရှင်မရှိဘူးဆိုပြီးကျမရဲဘော်ကိုပြီးကျမတာဝန်ကြရနေကံပြီးရွှေမျိုးကိုစလင်ငါပြီးပြန်ခဲ့ပါတယ်ရှင်အခုကိစ္စနဲ့ပတ်သက်ပြီးကျမပြောချင်တာကတော့အခုကိစ္စကြီးကတော်လန်ရေးအတွက်အများကြီးပဲပုံရိပ်ကြီးအများကြီးထိခိုက်နိုင်တယ်ဗျာအပြီးတော့မိန်းကလေးတယောက်ကိုကုလိုပုံစံမျိုးမျိုးနယ်တောင်ငံလူကြီးတယောက်ကမိန်းကလေးတယောက်ကိုကုလိုပုံစံမျိုးလောက်တာဟာမတင်တော့ဘူးလုံးဝတရားမျှတမှုမရှိဘူးကိုလည်းခံစားရတဲ့ရဖို့ထမှန်ကျမတိုင်ကြားပြီးမှပြန်ပြီးဖြေဆိုခြင်းဖြစ်ပါရဲ့ရှင်ဒီလောက်ရက်တွေဟာဒီအချိုးတွေဟာကျမအတွက်တော့ဂုဏ်သိက္ခာပိုင်းဆိုင်ရာရောကျမရဲ့အရှက်ပိုင်းဆိုင်ရာတွေရောကျမရဲ့မိဘဆွေမျိုးသားချင်းညီညီနဲ့ရောလုံးဝမပြောတဲ့မဖြစ်တဲ့ကိစ္စတွေပါဒါပေမဲ့ကျမအနေနဲ့ဒီမျိုးနယ်လူကြီးတယောက်ဖြစ်နေပြီးဒီလိုပုံစံမျိုးလောက်တော့တာယူကျမအနေနဲ့လုံးဝမခံမရနိုင်ကိုတရားမျှတမှုလည်းရစင်လို့မို့ဒါတိုင်ကြားခြင်းဖြည့်ကြားခြင်းဖြစ်ပါတယ်ရှင်ကျမခုလိုပြေးခဲ့တဲ့ဟာကိုဦးကျေးမှာရှိတဲ့ပါထခေါင်းဆောင်ဦးနှစ်စိန်ကိုမေးရင်လည်းသိပါတယ်ရှင်တအိမ်လုံးလည်းသိကြပါတယ်ခင်ဒါပေမဲ့ကျမမသိသလိုနေပြီးပြန်လာခဲ့ပါတယ်ရှင်အချိန်မီ၍အဲ့အိမ်ရှင်တွေရောအဲ့အိမ်ကအိမ်သားတွေအားလုံးကိုခေါ်ပြီးမေးလို့ရပါတယ်ဟုတ်ကျမရဲ့အမှုကိုအသက်နိုင်ရောအများဆုံးဖြည့်ရှင်းပေးသိချင်ပါတယ်ရှင်